လူသူမရှိပဲတိတ်ဆိတ်နေတဲ့ကိုနွားရွာရဲ့မနက်ခင်းတစ်ခုအတွင်းရွာအစုံဦးချီယာမျိုးနဲ့တယောက်ရဲ့အိမ်မှာတော့လှုပ်ရှားမှုအနှဲငယ်ရှိနေပြီးထို့သူကလည်းမီးဖိုးချောင်ထဲမှာစောစောစီးစီးအလုရှုပ်နေတာဖြစ်ပါတယ်အနီအောင်တိမ်ပုံတဲ့ပါတဲ့ဧပြီကိုဝစ်စင်လိုက်တဲ့သူ့နာမည်ကကိုနွားရွာရဲ့နာမည်ကြီးပါရမီရှင်ဦးချီယာအီတာချီဆိုပေမဲ့ဒီနေ့မှပထမဆုံးမီးဖိုးချောင်ကိုဝင်မိုးတာမို့ကြောက်ဥကြော်တာတောင်ဖြစ်မြောက်မရှိတဲ့အပြင်ကင်ထားတဲ့ပေါင်မုတ်ကလည်းတူးသွားခဲ့ပါတယ်အဲ့ဒါကြောင့်ဧပြီကိုပြန်ပြင်ဒယ်အိုကိုပြန်စေပြီးအကယ်ဒမီမှာလေ့ကျင့်ခဲ့တဲ့နှစ်ပေါင်းများစွာအတွေ့အကြုံနဲ့ထက်ကျော်ပြီးမြဲဒီတစ်ခါလဲအနှစ်ပေါက်သွားလို့တက်တရံပြီးပြန်ဆလိုက်ရပါတယ်ဒါပေမဲ့စိတ်လှုပ်ရှားနေတဲ့ပါရမီရှင်ကြီးကချွေးထွက်လုံလို့ကြက်ဥတွေကိုစားခက်စရာမလိုတော့တာမို့ဒီတစ်ခေါက်လည်းထပ်ပစ်လိုက်ရပြီးအကျဉ်းငိမ့်အခါကရှရင်းငန်းကြီးဖွင့်ပြီးထပ်မံစူးစမ်းရအောင်တစ်ခုမဟုတ်တစ်ခုကအစင်မပြေဖြစ်သွားတာကြောင့်အီတာချီလည်းနီးလိုက်ပြောင်းလို့ဖို့ဆုံးဖြတ်လိုက်ပါတယ်ဆတ်စကဲအိမ်ပြန်ရောက်တဲ့အချိန်မီးဖိုးချောင်တွေကအတန်နေကြားလို့သွားကြည့်တော့တခန်းလုံးကြက်ဥကြော်တွေပြည့်နေတာကိုမြင်လိုက်ရပြီးအဲ့ထဲကတစ်ခုကိုလည်းယူစားဖို့လုပ်ပြီးမြဲအီတာချီကလက်မခံပဲသူ့ညီဆတ်စကဲကအပြည့်နာစာမရှိရဲ့အကောင်းဆုံးကြက်ဥကြော်ကိုပဲစားရမယ်လို့ပြောထားလိုက်ပါတယ်ပြီးရင်နောက်အီတာချီကသူ့ရဲ့နောက်ဆုံးလက်နဲ့အဖြစ်မန်ဂယ်ဂီယိုရှရင်းငန်းတွေကိုပါထုတ်သုံးလိုက်တော့ဆတ်စကဲလည်းမှတ်တမ်းမိသွားပြီမြဲအိမ်မှာရှိသမျှဝယ်ထားတဲ့ကြက်ဥတွေအကုန်လုံးကအစမ်းသက်ခံလိုက်ရပြီဖြစ်လို့သူ့ညီကိုကြက်ဥကြော်တေချာပေါက်စားစေချင်တဲ့အကိုကြီးလည်းအိမ်မှာမွေးထားတဲ့ကြက်ကိုပြဿနာရှာဖို့ဆုံးဖြတ်လိုက်ပါတယ်တရွာလုံးကစစ်သွားတိုက်ကြတာမို့ရွာမှာသူတို့ညီကိုနှစ်ယောက်ပဲကြံခဲ့တာဖြစ်ပြီးအဲ့ဒါကြောင့်လည်းအီတာချီကမိဘတွေမရှိတဲ့အချိန်သူ့ညီလေးစားရေးတောက်ရေးအဆင်ပြေအောင်ကိုယ်တိုင်ချက်ပြုတ်ပေးနေခဲ့တာဖြစ်ပါတယ်အခုတစ်ခေါက်ကကြက်မဖင်နေရတဲ့နောက်ဆုံးကြက်ဥမို့အီတာချီလည်းထပ်ပြီးအမှားမခံတော့ပဲသူ့ရဲ့မန်ဂင်ဂိုရှရင်းငန်းတွေနဲ့အတူကြက်ဥတစ်ကလုံးကုန်သွားတဲ့အတွေ့အကြုံအပြင်ချာကိုရာနဲ့ကျွမ်းကျင်မှုကိုပါပေါင်းစပ်လိုက်တော့အနှစ်တစ်ခုပါတဲ့ကြက်ဥကအကောင်းမှုဆုံးပုံစံနဲ့အိုးရီကနေထွက်လာခဲ့ပါတယ်ရှရင်းငန်းကိုအဲ့လိုပောက်ကရရှောက်သုံးလို့ယောဂဖြစ်တာလို့ပြောချင်မိမယ်သူ့ညီလေးအတွက်အကောင်းဆုံးလုပ်ပေးခြင်းနဲ့အကိုကြီးတယောက်ရဲ့စိတ်ထားကိုလည်းအပြစ်တင်လို့မရပဲအီတာချီကဆတ်စကဲရဲ့နှစ်ဖူးကိုထိလိုက်တဲ့အချိန်မှာတော့ဆတ်စကဲတယောက်မေမျောနေရကနေသတိရလာခဲ့ပါတယ်မျက်စိရှိမှနာရူတိုလည်းရှိနေပြီးလက်ရှိသူတို့ကစစ်ပွဲထဲမှာဖြစ်လို့အဲ့နေရာကထွက်ဖို့ပြင်လိုက်ပြီးမြဲဆတ်စကဲတယောက်သူ့အောက်ဖက်ကမြေကြီးတွေတခုခုမှားနေတာကိုသတိထားလိုက်မိပြီးသူကလည်းအိမ်မလားဂန်ဂျူဆူလာမတဲခွဲတဲ့အီတာချီရဲ့ဒဲအိုးတဲကိုရောက်နေတာတွေ့လိုက်ရတော့မှကြောက်ဥကျော်ဘောကတင်ကေတာနှစ်ခုကိုပြန်အမှတ်ရသွားခဲ့ပါတယ်ဒါကတော့နာရူတို over အပိုင်းဖြစ်ပြီးနောက်ထပ်အပိုင်းတွေကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်